ကိုကြီးဘယ်နှပင်ပါသွားပြီလဲဒီဘက်မှာ23ပင်ကျန်သေးတယ်တင်ပြီး3,200တန်နေလာတာကွာအေးဟုတ်တယ်ရအောင်ကြည့်အောင်အပင်ကလည်းမြည်နေယူအဲ့ဒါယူရတယ်ယူလာနေတော့3,200နဲ့မော်တော်ယူရီယာမျိုးကိုင်းဆက်အပင်ကြီးအဲ့ဒါလည်းဟုတ်တယ်ဂျာကန်မှာသဆိုင်မဲ့အပင်တွေပါရှင်ညောင်နှပင်စုံတဲ့ကဂျာကန်မှာသဆိုင်မဲ့အပင်တွေပါ3,200တန်ပင်50ပါအဲ့ဒါမှန်တယ်အဲ့ဒါပဲယူဒါကျမတို့စိုက်ပေးရမယ်အပင်လေးတွေပေါ့နော်ကျမတို့ချမ်းမှာပဲဝယ်ယူအားပေးပြီးတော့ကျမတို့ကိုယ်တိုင်နီးပြလိုင်းညမှုနဲ့တူကျမတို့စိုက်ပေးရမယ်ဒူရင်ပင်လေးတွေပါရှင်ဒီလိုမျိုးပင်ကြီးတာလှတာတန်တာစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ကျမတို့ရန်ကုန်ဆိုင်ခွဲမှာကိုယ်တိုင်ကိုကြလာပြီးတော့ရွေးချယ်စီချင်ပါတယ်နော်ရန်ကုန်ဆိုင်ခွဲလိပ်စာကိုတော့ဒီဗီဒီယိုရဲ့ comment ထဲမှာထည့်ထားပေးပါမယ်နော်